ကျက်မြွေသည်ပင်လယ်တွင်နေထိုင်သောမြွေတစ်မျိုးဖြစ်ပြီးအမီတွင်ကျက်ပါရှိသည့်ကျက်မြွေတွင်ကျက်လုံးနှင့်ကျက်ပြားဟူလေးနှစ်မျိုးကွဲခြားနိုင်ပြီးနှစ်မျိုးစလုံးတွင်လူကိုအသက်အန္တရာယ်ဖြစ်စေသောအစိတ်ရှိသည်ကျက်လုံးသည်အကောင်သေးပြီးအရွယ်စားလုံးပတ်လူလက်မခန့်အရှိတထောင်ခန့်ရှိသည်ရေပေါ်တက်လေအသက်ရှူလျင်1မိနစ်မှ3မိနစ်ခန့်ကြာသည်ကျက်ပြားမှာဦးခေါင်းနှင့်ရင်ဘတ်သည့်လုံးသက်ထန်ရှိတော်လဲဝမ်းပိုက်တွင်ပြားချက်သည်အစိတ်ပြင်းနှင့်ကိုက်လျင်အန္တရာယ်ကြီးသည့်ကျက်မြွေများသည်ရေပေါ်တက်လေအသက်ရှူတတ်ပြီးရေနှင့်အနီးနားရှိအရာဝတ္ထုများနားမှာရေပေါ်သို့သွားလာပြီးရေအောက်သို့ပြန်ဆင်းသွားတတ်ကြသည်ရင်းတို့ကိုရှောင်ရွာလေးရှိတော်လဲအစိတ်ကဆိုးရွားသောကြောင့်ကိုက်မိလျင်အရင်မြန်သေးဆုံးနိုင်ဒီကျက်မြွေကိုက်ချင်းဖြစ်လာပါကသွေးထွက်ခြင်းနာကျင်ခြင်းအိပ်ပျော်သွားခြင်းတို့ဖြစ်ပေါ်ပြီးအချိန်မီကုသရန်လိုအပ်ပါသည်ပင်လေကျက်မြွေသည်ကမ်းနားရေလုံသားများအတွက်အန္တရာယ်ပြင်းထန်သောတတ္တဝါတစ်မျိုးဖြစ်သည်ပင်လေကျက်မြွေအစိတ်တဘာဝမှာအစိတ်အရန်ပြင်းပြီးလူကိုအသက်အန္တရာယ်ဖြစ်စေတတ်ပါသည်အစိတ်သည်ဦးခေါင်းရင်ဘတ်နှင့်ဝမ်းပိုက်ပိုင်းများတွင်ပြင်းထန်စွာတည်ရှိပြီးကျလုံးသည်အစိတ်ပိုပြင်းထန်သည်ကျက်မြွေကိုက်ချင်းဖြစ်လျင်ခေါင်းကွက်နာကျင်ခြင်းပူလောင်ခြင်းသွေးထွက်ခြင်းနာကျင်ခြင်းနှင့်အိပ်ပျော်သွားခြင်းစသည့်အစိတ်လက္ခဏာများဖြစ်ပေါ်သည်အစိတ်လက္ခဏာတွေထင်ရှားစွာဖြစ်တတ်ပြီးကိုက်ခတ်လျင်ကြီးမားသည့်အနေရရှိချက်ချင်းကုသမှုလုပ်ရန်လိုအပ်သည်ကျက်မြွေ၏အစိတ်ကိုဖယ်ရှားသောဆေးမရှိသေးကြောင်းပြောကြားထားပြီးကျက်မြွေကိုက်ချင်းတို့အတွက်မြန်ဆန်သောဆေးကုသမှုလိုအပ်သည်ဟုသတိပေးပါသည်အဆိုပါချက်များအရပင်လယ်ကျက်မြွေ၏အစိတ်သည်လူကိုကြီးမားစွာအနေရဖြစ်စေသည့်အစိတ်ဖြစ်ပါသည်